ကုန်းဖြင့်သူ့ကိုပန်းပေးခြင်းတဲ့ကိုယ်တိုင်ရွေးလို့သိမယ်မေးပါရစေပြုအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရန်ကင်းမှာလူကြိုက်များပြီးတော့နှစ်ပေါင်း40ကျော်တက်တန်းရှိတဲ့ကီးမဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာပါအဲ့ဒီဆိုင်လေးကတော့ရန်ကင်းရန်ရှင်းလမ်းပေါ်မှာရှိတဲ့ရန်ကင်းကီးမဆိုင်လေးပါဒီဆိုင်လေးမှာကီးမကိုပဲပြုတ်ကီးမကြက်ဟူကီးမဝက်စီဘက်ကီးမဆိုပြီးတော့ရတယ်လို့ကြာစံချက်ဟော်ကွေးချီဟာလူကတ်တလိတ်နဲ့အတုပ်လေးတွေအေးလေးတွေစုံနေအောင်ရပါတယ်ကျွန်တော်မှာထားလေးရပါပြီဒါလေးကပဲပြုတ်ကီးမပါအခုလိုတပွဲကို4000ကျပ်ကြပါတယ်ဒါလေးကတော့အော်ကွေးချီပါသူလည်း4000ကျပ်ကြပါတယ်ဒါလေးကတော့ရေခဲတုပ်ပါသူကတော့9000ကျပ်ကြပါတယ်အရင်ဆုံးပဲပြုတ်ကီးမလေးကိုအချင်းလေးစမ်းပါတယ်ကီးမရဲ့မဆလာနံလေးကလေတင်းတင်းလေးနဲ့မွှေးနေတာပဲစားပါပြီမဆလာနံတင်းတင်းလေးငုတ်သီးဆက်ဆက်လေးနဲ့ကီးမပူပူလေးကိုစားလိုက်ရတာကွာထိမိတဲ့ကီးမရတာကိုရတာပါရန်ကင်းကီးမရဲ့အသက်ကတော့ကိုယ်တိုင်လုံးမဆလာကိုတုံးထားတာလို့သိရပါတယ်ကီးမထဲမှာပါတဲ့ကော်ဖီဆိုရင်လည်းမုံနစ်ပေါ်ကိုကော်ဖီစိမ့်တန်းထည့်တာမျိုးမဟုတ်ပါဘူးအရသာနေထားတဲ့ကော်ဖီကိုစီနည်းနည်းလေးနဲ့အရင်ကြော်ပြီးမှမုံနစ်ဆန်းထားတဲ့ပေါ်ကိုဖြူလိုက်တာမျိုးပါသူ့ရတာအထက်ပဲပြုတ်စိမ့်စိမ့်လေးရဲ့ကော်ဖီကြော်နဲ့ငုတ်တီးဆက်ဆက်လေးရဲ့ပေါင်းဆက်ထားတဲ့ပြီးပြည့်စုံတဲ့ကီးမရတာလေးပါအခုလိုတပွဲဟာပိုးရှင်းများတော့မနှဲကုံအောင်စားရပါတယ်ဟောက်ကွေးကြည်လေးစားပါမယ်ဟောက်ကွေးကြည်လေးကအပြင်သားကျွတ်လေးနဲ့အတွင်းသားအီအီရတာလေးပါသူလည်းတစ်မျိုးစားကောင်းပါတယ်နောက်ဆုံးပိတ်ကိုတော့ရေခဲတုပ်လေးနဲ့အချိုသေးပါမယ်ရေခဲတုပ်ထဲမှာပါတဲ့ယူတွေကတော့အများကြီးပါပဲနှံ့အောင်ရင်ငွေပါမယ်ရေခဲတုပ်လေးကချိုအေးလေးနဲ့အမောပြေတဲ့ရတာလေးပါကျွန်တော်လိုပဲကီးမနဲ့တခြားအမယ်လေးတွေကိုစားကျင်နေဆိုရင်တော့အခုဆိုင်လေးမှာသွားစားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ